ကဲဝါချီပေါင်းမီကိုမလေးအပွင့်စင်လေးနဲ့ဒီဇိုင်းတစ်လေးရောက်ပါတယ်ရှင်ဒီမှာနော်အရန်လာတယ်ဝါချီဆိုတဲ့အမတွေနော်ရောက်ပါပြီအယောင်ရင်းရင်လေးတွေကြိုက်တဲ့အမတွေအတွက်ပါကာလာဆိုရင်ဒါမျိုး6ရောင်တွဲပါပါတယ်ကာလာလိုင်းလေးတွေကလည်းအကုန်လုံးအလှတွေပဲပေါ့နော်ပယ်စင်ပယ်ရောင်လုံးဝမရှိပါဘူးဒီမှာကြည့်အောင်အပွင့်စင်လေးရောက်ပါတယ်ဘောင်းမီဆိုရင်အရှည်ရလေလက်မ40ဂွားဆိုရင်လည်းလေ16လက်မမကျအရန်လာတယ်ဒါလေးဆိုအသေးကွဲရောင်လေးပန်းပွင့်အစင်လေးနဲ့ရမယ်ပေါ့နော်ချုပ်ရုပ်ချုပ်သားကိုလည်းလေနှစ်ထပ်ချုပ်လုံးချုပ်နော်အတွင်းရောအပြင်ရောနှစ်ထပ်ချုပ်လုံးချုပ်လေးနဲ့ချုပ်ထားပေးပါတယ်ကာလာလိုင်းလေးတွေဒီတစ်ခေါက်ကလေနည်းနည်းဆန်းတယ်နော်လှတယ်တော့ဒါမှကြည့်အောင်အောက်ကားပေါင်းပြီပါနော်အောက်ကားပေါင်းပြီပါပေါင်ချိန်ဆိုရင်120လောက်ကနေပြီးတော့190 180လောက်ထိအေးဆေးတော့ပါမယ်ဒီမှာတင်ဟိုဆိုရင်56လက်မလောက်ထိတင်56ရှိတဲ့အမားတွေထိတော့ပါမယ်ပေါ့နော်မကြုံဒါလေးဆိုအယောင်ဆန်းလေးအရန်လှရယ်နော်စိုက်ကြီးအောက်ကဘောင်းမီတစ်ထည်ကို6000နဲ့မှ900ကျပ်ပါရှင်6ထည်တစ်ထုပ်တော့အနည်းဆုံးယူပေးရပါတယ်6ထည်တွဲမှယူတာနဲ့တနိုင်ငံလုံးအယောင်ငွေချင်းနဲ့လည်းပို့ဆောင်ပေးပါရရှင်ဝါချီဘောင်းမီအောက်ကစိုက်ကြီးဘောင်းမီတစ်ထည်ကို6000နဲ့မှ900ကျပ်ပါ6ရောင်တစ်ထုပ်တော့ယူပေးရပါတယ်ရှင်အယောင်ငွေချင်းလည်းပို့ဆောင်ပေးပါတယ်ဆိုင်မှာလည်းစိတ်ကြိုက်လာရောက်ကြည့်လို့ရပါတယ်ရှင်